ဒုက္ခဘုံကြီးထဲမှာနေပြီးတော့ဒုက္ခကိုမတွေ့ခြင်းဘူးဆိုလို့မဖြစ်နိုင်ဘူးဟုတ်လားဘုံဘုံတို့တွေကဘယ်ထဲမှာနေတာတော့ဒုက္ခဘုံထဲမှာနေတာဒုက္ခဘုံထဲမှာနေတာမဟုတ်ဘူးဒုက္ခဘုံထဲနေတဲ့လူဟာဒုက္ခကိုတွေ့ကိုတွေ့မှာပဲအဲ့ဒါဒုက္ခမတွေ့ပါရစေနဲ့လို့ဆုမတောင်းနဲ့အဲ့ဒါဘယ်တော့မှမပြည့်ဘူးလို့မှတ်ထားလိုက်ပြည့်နိုင်တဲ့ဆုတောင်းမဟုတ်ဘူးဒါနဲ့ဘယ်လိုလုပ်ရမှာတော့ဆိုတော့တွေ့လာတဲ့ဒုက္ခကိုရင်ဆိုင်နိုင်ဖို့ပဲကြိုးစားရမှာမှတ်ထားနော်ဒါကိုမှတ်ထားနော်ဒုက္ခမတွေ့ဖို့ဆုတောင်းရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာဟုတ်တယ်ဒုက္ခကလည်းဘယ်သူမှမျက်တတာမပေးဘူးသူ့ချော့လို့လည်းမရဘူးလက်ထိုးလို့လည်းမရဘူးတွေ့ပြီဆိုတွေ့မှာပဲဘုံတို့လှုပ်ထားဖို့အရာတွေ့ချင်ရတွေ့ကွာငါစိတ်ကိုမတုံမလွတ်အောင်လုပ်မယ်ချမ်းသာအောင်လုပ်မယ်ဒုက္ခတွေ့ဖို့ရမင်းတာဝန်တွေ့လာတဲ့ခါမှာမတုံမလွတ်အောင်လုပ်ဖို့ကငါတာဝန်ဆိုတဲ့သဘောမျိုးစိတ်ဓာတ်ကိုခိုင်မာအောင်ရှိဖို့လိုတယ်ဒေသနာတော်ဒီဆိုတာအဲ့ဒါပဲဒုက္ခမတွေ့အောင်ဒုက္ခကိုရှောင်နေနီးပေးတာမဟုတ်ဘူးတွေ့နေတဲ့ဒုက္ခကိုရင်ဆိုင်နိုင်အောင်ဖြတ်သန်းနိုင်အောင်အစဉ်ပြေပြေကျော်လွှားသွားနိုင်အောင်ကြိုးစားတဲ့နည်းတွေကိုပေးတာဟုတ်လားအဲ့တော့ဘုံဘုံတို့ကအခုဟာဒီဘဝထဲမှာနေရင်းနဲ့အစဉ်ပြေဖို့ပြောနေတာအခုပြောနေတာကစေဥဒုအာဟာရဆိုတဲ့အကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်ရင်ချမ်းသာမှာပဲကောင်းအောင်မပြင်နိုင်ဘူးဆိုရင်ဘာလို့မလို့ဆင်းရဲမှာနော်ပြစ္ဆုတ်ပန်လည်းဆင်းရဲမယ်တန်တရားလည်းဆင်းရဲမယ်ကောင်းအောင်ပြင်နိုင်လို့ရှိရင်ပြစ္ဆုတ်ပန်လည်းချမ်းသာမယ်တန်တရားလည်းဒုက္ခတိဘဝအစဉ်စဉ်မြင့်ပြီးတော့ဒုက္ခငြိမ်းနိုင်တယ်သို့တော့ဒီဘဝထဲမှာနေမယ်ဟေ့ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးကအိုတတ်တဲ့ခန္ဓာကိုယ်ကြီးအိုမှာဟုတ်လားနာတတ်တဲ့ခန္ဓာကိုယ်ကြီးနာမှာသူကခိုင်ခိုင်မာမာတိဆောက်ထားတာမဟုတ်ပြင်ဘက်ကနည်းနည်းလောက်အတိုက်ခိုက်လေးရှိတာနဲ့ပြောရရင် तू ကပျော့တယ်ပေါ့နော်နည်းနည်းမှအထိမခံတဲ့အကောင်ပဲဒါကြောင့်မြတ်စွာဘုရားကုံဘူးပမှန်မြေအိုးနဲ့တူတယ်ခွက်ကနေနဲ့ကွဲသွားနိုင်တယ်ဟုတ်လားဒါသူ့ရဲ့သဘာဝပဲလေသူ့ကိုနားလည်ထားဖို့လိုတယ်ပြီးရင်ဒီနေ့ဘာဖြစ်သွားမှာလဲပျက်စီးသွားမှာတေသွားမှာရှားထားပွေထားတာတွေပေါင်းတင်ဆက်ဆံတာတွေအကုန်ထားခဲ့အရွယ်ရှိရှိမရှိရှိကြီးကြီးငယ်ငယ်မရွေဘူးအချိန်ကြရင်သွားရတာပဲအကြောင်းကုန်တဲ့ဒီနေ့ရက်ရတာပဲဘာမှမျက်နှာထောက်ထားတယ်ဆိုတာမရှိဘူးအဲ့တော့ပြောရင်တာကဒီထဲမှာနေနေတယ်ဘဝဖြစ်နေတယ်ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုဘုံဘုံတို့တွေဟာရှောင်လို့မရဘူးအဲ့တော့ဒီဒုက္ခတွေကိုဘုံဘုံတို့ကမတွေ့ချင်ဘူးဟေ့ဆိုရင်အကောင်းဆုံးနီးလန်းရပါတယ်ဒီဒုက္ခတွေရဲ့တရားဖြစ်တဲ့တနည်းပြောရင်ဒုက္ခဖြစ်နေတဲ့ဒီဘဝကိုပဲမဖြစ်အောင်ချုပ်ငြင်းအောင်လုပ်နိုင်ဖို့လိုတယ်အဲ့ဒီထိရောက်အောင်တွေးရမယ်သဘောပေါက်လားအကောင်းဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာနော်ဒုက္ခတွေ့လာပြီးအော်ဒါကြီးကဒုက္ခပါလားဒီဒုက္ခချုပ်အောင်ငါလုံးမဟေးဆိုတဲ့စိတ်ကူးမျိုးထိသွားဖို့လိုနေတာ